လွန်ခဲ့သောအနှစ်20ကျော်ကရှမ်းပြည်နယ်ရဲ့တောင်တန်းတွေကြားကရွာကလေးတစ်ရွာမှာဖြစ်ပါတယ်။ထိုညကကောင်းကင်ရံတစ်ခုလုံးမဲမောင်နေပြီးမိုးတက်လေပြင်းတွေကတဝေါဝေါတိုက်ခတ်နေခဲ့တယ်။ရွာထိပ်ကဥဘိုးတို့ရဲ့ဝါအိမ်ကလေးထဲမှာတော့စိုးရိမ်တကြီးစုံဆိုင်နေတဲ့နှလုံးခုန်တန်တွေစုညံနေခဲ့ပါတယ်။ ဦးဘိုးတုတ်ရဲ့ဇနီးဒေါ်အေးမြတယောက်တားဦးလေးကိုမွေးဖွားဖို့နာကျင်စွာအော်ဟစ်နေရရှာတယ်။ရွာကဝမ်းဆွဲတဲ့ကြီးဒေါ်ဖွားစိန်ကတော့အားပေးရင်အလုရှုပ်နေလီရဲ့နောက်ဆုံးမှာတော့ကလေးငိုတန်လေးတစ်ခုစူးစူးဝါးဝါထွက်ပေါ်လာပါတယ်။ဒါပေမဲ့တခုထူးခြားတာကကလေးငိုတန်နဲ့အတူအပြင်မှာတဖြန်းဖြန်းရွာနေတဲ့မိုးတွေကရုတ်တရက်တိတ်သွားပြီးလာရောင်ကတိမ်ကြားထဲကနေထွက်ပေါ်လာတာပါပဲ။မိန်းကလေးပဲဘိုးတုတ်ရဲ့ဖြူဖြူချောချောလေးဒေါ်ဖွားစိန်ကကလေးကိုတန့်စင်ပြီးရင်အော်ပြောလိုက်ပါတယ်။ဒါပေမဲ့ဒေါ်အေးမြရဲ့ဘိုက်ကမရက်တန့်သေးပါဘူး။နောက်ထပ်ကလေးတစ်ယောက်ကြံနေပါသေးတယ်။မိနစ်အနည်းငယ်အကြာမှာတော့ဒုတိယမြောက်ကလေးငယ်ကိုထပ်မံမွေးဖွားခဲ့ပါတယ်။ထိုကလေးငိုတန်ထွက်လာတဲ့အချိန်မှာတော့အစောကတာယာနေတဲ့လာရောင်ကကွယ်ပြောက်သွားပြီးမိုးချင်းတန်ကြီးကတရွာလုံးတုန်ခင်းသွားမတက်မြည်ဟေးသွားခဲ့ပါတယ်။လျှက်စီးတွေကလည်းတစ်ဖြက်ဖြက်နဲ့အင်ကောင်မိုးပေါ်ကိုကျမတက်ပါပဲ။ဒေါ်ဖွားစိန်ကကလေးနှစ်ယောက်ကိုရှင်းကြည့်ပြီးတပ်ပြင်းချလိုက်တယ်။အမွာတွေပဲ။ရုပ်ချင်းကတော့ထတ်တူပါပဲ။ဒါပေမဲ့မွေးတဲ့အချိန်နမိတ်ကတော့ကောင်းကင်နဲ့မြေကြီးလိုကွာခြားလို့နေ။အမားဖြစ်သူပန်းဤဖြူကလာရောင်သားတဲ့အချိန်မှာမွေးဖွားခဲ့သူဖြစ်ပြီးအသားရည်ကဖြူစင်ပြီးနူးညံ့တဲ့အသွင်ရှိတယ်။ညီမဖြစ်သူနှင်းပွင့်ခါကတော့မိုးတက်လေပြင်းနဲ့မိုးချင်းတန်ချားမှာမွေးဖွားခဲ့သူဖြစ်ပြီးမျက်လုံးတွေကပိုပြီးစူးရှားပြီးခတ်ထန်တဲ့အငွေ့အသက်ပါဝင်နေတယ်။ရွာကလူကြီးတွေကတော့တူတိုနဲ့ပြောကြတယ်။အမားဖြစ်သူကတော့မိသားစုအတွက်လက်လာပါဆောင်လာမဲ့သူညီမဖြစ်သူကတော့ဘီဒုက္ခတွေတိတ်လာမဲ့သူတဲ့။ဦးဘိုးတို့ကတော့ဒီစကားတွေကိုမယုံကြည်ပေမဲ့စိတ်ထဲမှာတော့တမျိုးကြီးခံစားနေရတယ်။ကလေးနှစ်ယောက်လုံးကိုချစ်ပေမဲ့ညီမငယ်နှင်းပွင့်ခါကိုကြည်တိုင်းထူးဆန်းတဲ့အေးစိတ်မှုကိုခံစားနေရလို့ပါပဲ။အချိန်တွေကတရွေ့ရွေ့ကုန်ဆုံးသွားခဲ့တယ်။အမွာညီမနှစ်ယောက်က9နှစ်အရွယ်ကိုရောက်လာတဲ့အခါမှာတော့သူတို့ရဲ့စရိုက်တွေကတိတိတာတာကွဲပြားလာပါတော့တယ်။ပန်းဤဖြူကတော့မိခင်ဖြစ်သူကိုကူညီပြီးအိမ်မှုကိစ္စတွေကိုတင်ယူတယ်။ရွာထဲမှာလေလူချစ်လူခင်ပေါ်တယ်။နှင်းပွင့်ခါကတော့တယောက်သေးတောထဲတောင်နဲ့သွားလာရတာကိုကြိုက်တယ်။တရိတ်ဆန်ရိုင်းနေနဲ့စကားပြောနေတတ်ပြီးသူ့စိတ်ဆိုးရင်ရွာထဲကတရိတ်ဆန်တွေအကြောင်းမဲ့တေဆုံးကုန်တတ်တာကြောင့်ရွာသားတွေကသူမကိုဆုံးမလေးလို့တိုးတစ်မျိုးကြဲတစ်မျိုးကဲ့ရဲ့လာကြပါတယ်။တနေ့မှာတော့ဦးဘိုးတုတ်တို့အိမ်ရှိကိုထူးဆန်းတဲ့ဘီဒင်စရာတယောက်ရောက်လာခဲ့ပါတယ်။သူကအမွှာနှစ်ယောက်ကိုကြည့်ပြီးနမိတ်ဖတ်စကားတခွန်ပြောခဲ့တယ် ဒီကလေးနှစ်ယောက်ဟာတပင်တဲကပွင့်တဲ့ပန်းနှစ်ပွင့်ဖြစ်ပြီးမဲ့တပွင့်ကနန်းတော်ထက်မှမှွေးပြန်ပြီးနောက်တပွင့်ကတော့တုတ်တန်မီမှာหนีရဲနေလိမ့်မယ် ။ဒီစကားကဘာကိုဆိုလိုတာလဲ။သူတို့နှစ်ယောက်ရဲ့ကံကြမ္မာကဘလို့များလမ်းခွဲသွားဦးမှာလဲ။အပိုင်းနှစ်ကိုဆက်လက်ဆောင်မျှော်ဖတ်ရှုပေးပါ။